ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အငယ်၁၉ငါဤဖျားသခင်သည်ဘုံအာနုဘော၌စံပယ်တော်မူသောစီးစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်ဓမ္မရာဇဝင်စတုတ္ထဆောင်အခန်းကြီး၄အငယ်၁မှ9ပရောဖက်အမျိုးသား၏မယားတစ်ယောက်သည်ဧလိရှဲထံသို့လာ၍ကိုရော့ကျွန်ကျမ၏ခင်ပွန်းသေပါပြီကိုရော့ကျွန်သည်ထာဝရဘုရားကိုယိုသေးတော်သူဖြစ်သည်ကိုကိုရော့သိတော်မူ၏ယခုမှကျွေးရှင်သည်ကျမ၏သားနှစ်ယောက်ကိုကျွန်ခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏ဧလိရှဲကလည်းသင်အဖို့အဘယ်သို့ငါပြုရမည်နည်းသင်အိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလျင်ကိုရော့ကျွန်မအိမ်၌စီအိုးတစ်လုံးမှတပါအဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသောဧလိရှဲကတွားလောအိမ်ဒီချင်းရှိသမျှတို့တွင်လက်တော်အိုးတို့ကိုငှားယူလောများစွာသောအိုးတို့ကိုငှားယူလောကိုယ်အိမ်သို့ရောက်သောအခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငှားယူသောအိုးများအထဲသို့စီကိုအပြည့်လောင်၍ထားလောဟုစီရင်သည့်အတိုင်းထိုမိန်းမသည်သွား၍သားတို့သည်အိုးများကိုယူခဲ့ပြီးမှမိန်းမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏အိုးများ၌စီပြည့်သောအခါအိုးတစ်လုံးကိုယူခဲ့အောင်ဟုသားအားဆိုလျင်အိုးလည်းမရှိပါဟုပြန်ပြောသောစီဒီတန့်လျက်နေ၏ထိုမိန်းမသည်လာ၍ဘုရားသခင်လူကိုကြားပြောလျင်သူကထိုစီကိုသွား၍ရောင်းပြီးလျင်ကျွေးကိုဆက်လောကျွင်းသောစီကိုအမိပြူ၍သင်နီသားတို့သည်အသက်မွေးကြလောဟုဆို၏မလခိအနာဂတိကျမ်းအခန်းကြီး3အငယ်10ဆေဘိုးတို့ရှိသမျှကိုဘာနာတိုက်ထဲသို့သွင်း၍ငါအိမ်တော်၌စားเสียရှိစေခြင်းဟာပြုကြလောငါသည်မိုးကောင်းကင်ပဒင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမည်မသွန်းလောင်းမည်ကိုထို့သို့စုံစမ်းကြလောဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ရှင်လုကာခရစ်ဝင်အခန်းကြီး6အငယ်38သူတစ်ပါးအားပေးကြလောပေးလင်သူတစ်ပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်ယုံမြမကတိမ်နှန်းလျက်လှုပ်လျက်ရှံလျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်ချိန်သင်ပမာဏနှင့်သင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုယ်ခံရကြမည်တရားဝဲရကျမ်းအခန်းကြီး15အငယ်1မှ2ခုနှစ်တခါလွတ်ခြင်းကိုပြုရမည်လွတ်ခြင်းတရားဟုမူကားကိုနှင့်ဆက်ဆိုင်သောသူအားဥစ္စာကိုချေငါတော်ကျွေးရှင်မိသည်ကားထိုကျွေးကိုလွတ်ရမည်ထာဝရဘုရားလွတ်ခြင်းကာလဖြစ်သောကြောင့်ထိုကျွေးကိုအိမ်နီးချင်းညီအကိုချင်း၌မတောင်းရစာလံကျမ်းအခန်းကြီး30အငယ်21မတရားသောသူသည်ချေငါ၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်တော်သူမူကားတနာတော်စိတ်ရှိ၍
ပေးတတ်၏တုတ်တန်ကျန်အခန်းကြီး3အငယ်9မှ10တင်ဒီကိုဥစ္စာနှင့်အဦးသီးသောအသီးနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လော့သူပြုလင်တေဤစပကြီးတို့သည်ကျွဲဝါ၍စပစ်သီးနေရာတစားတို့ကိုအတစ်သောစပစ်ရည်ရှံလိမ့်မည်ဝိပုယကျမ်းအခန်းကြီး25အငယ်10 50မြောက်သောနှစ်ကိုတန်ရှင်းစေသဖြင့်တပြည်လုံး၌ပြည်သားအပေါင်းတို့အားလွတ်ရာအခွင့်ကိုကြွေးကြော်ရမည်ယူဘီလာနှစ်ဖြစ်၍လူတိုင်းမိမိပိုင်တော်မြေမိမိအဆွေမျိုးထံသို့ပြန်ရမည်ဆာလကျမ်းအခန်းကြီး23အငယ်1ထာဝရဘုရားသည်ငါဤသူရင်းဖြစ်တော်မူ၏ငါသည်စင်ရဲမခံရဆာလကျမ်းအခန်းကြီး34အငယ်10ချစ်တဲ့တို့သည်စင်ရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာတော်သူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်8သူဤဖြောင့်မတ်ခြင်းသည်အစေအမြဲတည်တတ်၏ဟုလာသည်နှင့်အညီသင်တို့သည်အရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့်အစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးသဖြင့်ပြည့်စုံမိအကြောင်းအမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးသဖြင့်ပြည့်စုံစေခြင်းကဘုရားသခင်တတ်နိုင်တော်မူ၏ရှမတ်တကရဝေအခန်းကြီး6အငယ်7သူတို့ဘာဒီအကျွန်ုပ်တို့ကိုပြစ်မှားသောအဖြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကဲ့သို့အကျွန်ုပ်တို့၏အဖြစ်များကိုလွတ်တော်မူပါဟေရှာယနဂတိကျမ်းအခန်းကြီး61အငယ်9သင်တို့အဆက်ကွဲခြင်းအရာ၌နှစ်ဆတော်အကျိုးကိုခံရ၍အတရေပြတ်ခြင်းအရာ၌လည်းသူတို့အဖို့ခံစားလျက်ဝမ်းမြောက်ကြလိမ့်မည်သူတို့မြေ၌နှစ်ဆတော်အဖို့ကိုအမွေခံရ၍ထာဝရဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြလိမ့်မည်ယောဘဝတ္ထုအခန်းကြီး42အငယ်10ယောဘသည်အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ကပ္ပဦးကျမ်းအခန်းကြီး26အငယ်7မှ73တို့ပြည်၌ဣဇက်သည်မျိုးစေ့ကိုကျဲ၍တစ်နှစ်ချင်းတွင်အစတရားသောအသီးအနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏ဆာလကျမ်းအခန်းကြီး130အငယ်1မှ3ထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့၌အလွန်မွေးလျော်တော်သူသည်မင်္ဂလာရှိ၏ထိုသူ၏သားမြေးတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်
ဖြောင့်မတ်တော်သူတို့၏အမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူ၏အိမ်တိုင်းစီးစိမ်ဥစ္စာကြွယ်ဝ၍သူ၏ကောင်းကျိုးသည်အစဉ်အမြဲတည်တတ်၏သုတ်တန်ကျမ်းအခန်းကြီး30အငယ်20ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစီးစိမ်နှင့်လည်းဝမ်းနည်းခြင်းအကြောင်းကိုရောနှောတော်မမူနေဟာမိမှတ်စာအခန်းကြီးကိုအငယ်21အနှစ်40ပတ်လုံးသူတို့ကိုအလင်းမစင်းရဲစေခြင်းကကြွေမွေးတော်မူ၏သူတို့အဝဲ့မဟောင်းမနှွမ်းရာသူတို့ခြေသည်လည်းမပေါ်မရောက်ရာဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး7အငယ်14မှ16ဣသေလအမျိုးဤဖျားသခင်ထာဝရဘုရားမိန့်တော်မူသည်ကားထာဝရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရောရာဟုမိန်တော်မူကြောင်းကိုဆင့်ဆို၏ထိုမုံဆုံးမသည်သွား၍အေလိယစကားအတိုင်းပြုသဖြင့်အေလိယနှင့်တကွာကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထာဝရဘုရားသည်အေလိယအားဖြင့်မိန်တော်မူသောစကားအတိုင်းအိုး၌ရှိသောဘုံရက်မကုန်ဘူး၌ရှိသောစီမရောယေရမိအနာဂတိကျမ်းအခန်းကြီး29အငယ်7ထာဝရဘုရားမိန်တော်မူသည်ကားငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီတော်အကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်တော်အကျိုးကိုရမည်အကြောင်းငြိမ်ဝှက်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏စာလံကျမ်းအခန်းကြီး84အငယ်7ထာဝရအရှင်ဘုရားသခင်သည်နေလည်းဖြစ်တော်မူ၏အကွယ်အကလည်းဖြစ်တော်မူ၏ထာဝရဘုရားသည်ကျေးဇူးတော်နှင့်ဘုန်းအသရေကိုပေးတော်မူ၏ဖြောင့်မတ်စွာကျင့်သောသူတို့အားကောင်းသောအရာကိုငြင်းတော်မမူရှမတ်တဲ့ခရစ်ဝင်အခန်းကြီး7အငယ်29ရှေးဦးစွာရသောငါးကိုယူ၍ပါဇက်ကိုဖွင့်လင်တတ်တာတဲ့တပြားကိုတွေ့လိမ့်မည်ထိုငွေကိုယူ၍ငါအဖို့နှင့်သင်အဖို့တို့သူတို့အားပေးလောဟုမိန့်တော်မူ၏ဆာလံကျမ်းအခန်းကြီး145အငယ်15မှ16ခသိန်းသောတရဝါတို့သည်ကိုရော့ကိုမျှော်ကြည့်ကြ၍အချိန်တန်မှာသူတို့ကိုကြွေးမွေးတော်မူ၏လက်တော်ကိုဖွင့်၍အသက်ရှင်သောတရဝါအပေါင်းတို့ကိုရောက်ရဲစေတော်မူ၏ယောလအနာဂတိကျမ်းအခန်းကြီး2အငယ်24မှ26ကောက်နယ်တလင်းတို့သည်စပားနီပြည့်၍အသီးနေရာကျင်းတို့၌လည်းစပြည့်ရည်နီစီရှံကြလိမ့်မည်အရာဘကြိုင်ရာလက်ကြိုင်ခါတီလာကြိုင်ကာဇန်ကြိုင်သည်ဟုသောငါစေလွတ်သောငါဤမဟာဘိုးကြီးတို့ကိုက်စားသောနှစ်ပေါင်းကာလကိုငါပြန်ပေးမည်သင်တို့သည်ဝါစွာစားရကြလိမ့်မည်
အောပွဲတော်အမှုတို့ကိုတင်တို့၌ပြုသောတင်တို့ဤဖျားသခင်ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်ထွမြောက်ရာကျမ်းအခန်းကြီး3အငယ်21မှ22ထိုလူမျိုးသည်အကတုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍သင်တို့သည်ထွက်သွားသောအခါလက်ကြီးမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှာတဲတော်တူ၌ဝိဒဇာရွှေဒဇာနှင့်အဝိဒဇာများကိုတောင်း၍သင်တို့သားသမီးများကိုဒဇာစင်စေသဖြင့်အကတုလူတို့၌ဥစ္စာကိုလူယူကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ဟေရှာယနဂရီကျမ်းအခန်းကြီး55အငယ်1မှ2အိုရင်ငတ်တော်သူအပေါင်းတို့ယေရှိရာသို့လာကြလော့ငွေမရှိတော်သူတို့လာကြဝယ်၍စားတော့ကြငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပည့်ရည်နီနို့ကိုဝယ်ကြလော့အစာမဟုတ်သောအရာဖို့သင်တို့ငွေကို၎င်းအမှုမပြေနိုင်သောအရာအဖို့သင်တို့ဥစ္စာကို၎င်းအဘဲကြောင့်ကုန်စေကြသည်။ငါစကားကိုစစ်စစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော့။သင်တို့၏ဝိညာဉ်သည်ချိုးသောအရာတို့၌မိမိကိုမိမိမွေ့လျော်စေလိမ့်မည်။ကပ္ပဦးကျမ်းအခန်းကြီး41အငယ်56မှ59မြေပြင်တစ်လျှောက်လုံး၌အစာခေါင်းပါသောအခါယောသက်သည်စပက်ကြီးရှိသမျှတို့ကိုဖွင့်၍အကတုလူတို့အားရောင်းလေ၏ထိုအခါအကတုပြည်၌အစဉ်အတိုင်းအစာခေါင်းပါသည်ခသိန်းသောပြည်တို့၌လည်းအလွန်အစာခေါင်းပါသောကြောင့်အတီးအတီးသောပြည်သားတို့သည်စပါးကိုဝယ်ခြင်းကအကတုပြည်ယောသက်ထံသို့လာရောက်ကြ၏ထွမြောက်ရာကျမ်းအခန်းကြီး36အငယ်9မှ9မောရှေထံသို့လာ၍ထာဝရဘုရားမှာထားတော်မူသောအလုတ်ကိုပြီးလောက်ယုံညမကပို၍ဆောင်ခဲ့ကြပါပြီဟုကြားပြောလင်မောရှေကတန်ရှင်းရဌာနတော်အဖို့လှူခြင်းကအဘယ်ယောက်ျားမိန်းမများထပ်မံ၍မလုံးစေနီးဟုစီရင်၍တဒက်လုံး၌ကြော်ညာစီသဖြင့်လူများအလှဆောင်ခြင်းအမှုကိုစီတာ၏ရခဲ့သောဥစ္စာသည်အလုရှိသမျှကိုပြီးစီးလောက်ယုံများမကပိုလျက်ရှိသည်ဝိပုယကျမ်းအခန်းကြီး26အငယ်4မှ5အချိန်တန်မှာငါဒီသင်တို့အဖို့မိုးရွာစေသဖြင့်မြေသည်မိမိဗန္တာကိုပေး၍ဥယျာဉ်အပင်တို့သည်အတီးတီးကြလိမ့်မည်စပားနှင်းနဲ့တော့အမှုသည်စပစ်တီးညှိရာကာလတိုင်အောင်၎င်းစပစ်တီးညစ်တော်အမှုသည်မျိုးစေ့ကျဲရာကာလတိုင်အောင်၎င်းမိသဖြင့်သင်တို့သည်ဝါစွာစား၍ကိုယ်ပြည်၌ဘေးလွတ်လျက်နေရကြလိမ့်မည်ဇာခရိအနာဂတိကျမ်းအခန်းကြီး8အငယ်7ရိုးစေ့ကိုငြိမ်ဝတ်စွာကျဲရလိမ့်မည်စပစ်ပင်သည်အသီးကို၎င်းမြေသည်မိမိစီးပွားကို၎င်းမိုးကောင်းကင်သည်နှင်းရည်ကို၎င်းပေးရလိမ့်မည်ကြံကျွန်းသောဤလူတို့သည်ဤ
ဤအရာအလုံးစုံတို့ကိုရတတ်စေခြင်းကငါပြုမည်ဟကဲအနာဂတိကျမ်းအခန်းကြီးနှင့်အငယ်၈မှကိုရွှေနှိမ့်ငွေကိုငါပိုင်သည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏နောက်တည်တော်ဤအိမ်သည်အရင်အိမ်တော်ထက်ဘုံသာ၍ကြီးလိမ့်မည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဤအရက်၌လည်းညီသက်ခြင်းကိုငါပေးမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဆာလကျမ်းအခန်းကြီး68အငယ်19ထာဝရဘုရားသည်အစဉ်မင်္ဂလာရှိတော်မူစေတည်းငါတို့ကိုသူတို့ဘာချင်းဆဲသောအခါဖျားသခင်ကဲ့တင်တော်မူ၏ဓမ္မရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး29အငယ်7နဲ့ဂုံအတရေနှင့်စီးစိမ်ဥစ္စာသည်ကျေးဇူးတော်ကြောင့်သာဖြစ်၏ကိုတော်သည်ခတ်သိမ်းတော်သူတို့ကိုအုပ်ဆိုးတော်မူ၏ခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏ခတ်သိမ်းတော်သူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တော်မူ၏တရားဟောရကျမ်းအခန်းကြီး8အငယ်18တေဤဖျားသခင်ထာဝရဘုရားကိုသာအောက်မေ့ရမည်အကြောင်းမူကားတေဤဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပရိညင်တရားတော်ကိုယနေ့ကဲ့သို့တည်စေလိုတော့ငါစီစဉ်ရတတ်သောအစွမ်းတတ္တိကိုဖျားသခင်ပေးတော်မူ၏ယောဘဝတ္ထုအခန်းကြီး22အငယ်21မှ28ဖျားသခင်သည်အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လောထို့သောပြုမှာကောင်းစားခြင်းသို့ရောက်ရလိမ့်မည်နှုတ်တော်ထွက်တရားကိုခံယူ၍စကားတော်ကိုနှလုံးသွင်းပါလောအနန္တတကုရှင်ထံတော်သို့ပြန်လာလင်တိဆောက်ခြင်းရှိလိမ့်မည်တိတ်အိမ်မှဒူးစရိုက်ကိုပယ်ရှားလင်ရွှေကိုမြေမုတ်ကဲ့သို့၎င်းအော်ဖီယာရွှေကိုမျက်နှာရှိသောကြောက်စရစ်ကဲ့သို့၎င်းတူထားရလိမ့်မည်ထိုအခါအနန္တတကုရှိသည်တင်၌ရွှေရတနာတင်သုံးရတော့ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်တင်သည်အနန္တတကုရှိ၌မွေးလျော်၍ဖျားသခင်ကိုဖူးမြော်ရတော့အခွင့်ရှိလိမ့်မည်တင်ဆုတောင်းသောအခါနားထောင်တော်မူမည်တစ္ဆာဂတိထားတဲ့အတိုင်းတစ္ဆာဝတ်ဖြေရတော့အခွင့်ရှိလိမ့်မည်တင်ကြံစီသောအကြံစီသည်ထမြောင်၍တင်သွားသောလမ်း၌ရောင်ကြည်ထွန်းလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး7အငယ်24မှ25စွန့်ကြဲတော့လေဥစ္စာတိုးပွားတတ်တော်သူရှိ၏အထောက်မတန်စုတိမ်၍ဆင်းရဲခြင်းသို့ရောက်တတ်တော်သူလည်းရှိ၏စွန့်ကြဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး28အငယ်29စင်ရဲသားတို့အားစွန့်ကြဲတော်သူသည်ကိုယ်တိုင်မစင်ရဲရာလွှဲရှောင်တော်သူမူကားများစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်
ရှမတ်တက်ကရဝေအခန်းကြီး6အငယ်33ဖျားသခင်နိုင်ငံတော်နီဖြောင်းမခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံဟေရှာယနာဂတိကျမ်းအခန်းကြီး48အငယ်19တင့်ကိုရွေးနှုတ်တော်သူဣသေလအမျိုးဤတန့်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်တင်ဤအကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍တင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်တော်တင်ဤဘုရားသခင်ထာဝရဘုရားဖြစ်၏စာလံကျမ်းအခန်းကြီး1အငယ်1မှ3မတရားသောသူတို့ဤတိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့ဤအစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေလျော်၍တရားတော်ကိုနှိမ့်ညမပြတ်စင်ကြင်အောင်မိတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှဆိုင်လျက်မိမိအချိန်တန်မှာအတီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်သူ၏ပြုလေသမျှတို့၌အောင်လိတ်တည်းယောမဩဝါဒစာအခန်းကြီး8အငယ်32မိမိသားတော်ရင်ကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွာခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးပဲအဘယ်သို့နေတော်မူမည်နည်းစာလံကျမ်းအခန်းကြီး128အငယ်1မှ2ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းကြီးတော်သို့လိုက်သွားတပြတော်သူတို့သည်မင်္ဂလာရှိကြ၏ထို့သူပြုလေသင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်ဓမ္မရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး1အငယ်17မှ12ဘုရားသခင်ကလည်းသင်သည်ထို့သို့အောက်မေ့၍စီးစိမ်ဥစ္စာဂုံအတီကိုမတောင်းရန်သူတို့၏အသက်ကိုမတောင်းတာရှည်သောအသက်ကိုလည်းမတောင်းငါခန့်ထား၍သင်အစိုးရတော်ငါ၏လူမျိုးကိုတရားစီရင်ခြင်းကတတ်နိုင်သောဉာဏ်ပညာကိုသာကို့အဖို့တောင်းတော်ကြောင့်ဉာဏ်ပညာကိုငါပေး၏ထိုမှတပါတင်ရှိမှဖြစ်ပူသောရှင်ဘုရင်နီတင်းနောက်၌ဖြစ်လက်တန်သောရှင်ဘုရင်တရားမြမမီနိုင်မိအကြောင်းစီစဉ်ဥစ္စာဂုံအတရေကိုလည်းငါပေးမည်ဟုမိန့်တော်မူ၏တရားဟောရာကျမ်းအခန်းကြီး28အငယ်1မှ6သင်ဤဘုရားသခင်ထာဝရဘုရားဤစကားတော်ကိုနားထောင်လင်သင်အပေါ်မှာတက်ရောက်လက်တန့်သောကောင်းကြီးမင်္ဂလာများဟုမူကားသင်သည်မြို့၌မင်္ဂလာရှိလိမ့်မည်တော၌မင်္ဂလာရှိလိမ့်မည်သာသမီအားဖြင့်၎င်းမြေအတီးနှံအားဖြင့်၎င်းတရိษံဖွားတော်တာငယ်အားဖြင့်၎င်းတိုးနွားအစီအဖွားအားဖြင့်၎င်းမင်္ဂလာရှိလိမ့်မည်ချင်းတောင်း၌၎င်းမုံနေတော်ခွက်၌၎င်းမင်္ဂလာရှိလိမ့်မည်မိမိအိမ်ထဲသို့ဝင်သောအခါ
မင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်တော်အခါမင်္ဂလာရှိလိမ့်မည်ယေဇကျေလအနာဂတိကျမ်းအခန်းကြီး34အငယ်26သူတို့ကို၎င်းငါဤတောင်တော်ပတ်လည်၌ရှိသောအရက်တို့ကို၎င်းငါကောင်းကြီးပေး၍အချိန်တန်လင်မိုးကိုရွာစေသဖြင့်ကောင်းကြီးမိုးရေကျလိမ့်မည်ဆာလံကျမ်းအခန်းကြီး65အငယ်7နှစ်တို့ကိုကျေးဇူးတော်နှင့်ပတ်ရစ်တော်မူ၍ခြေတော်ရာတို့သည်စီဥယူတတ်ကြပါ၏ဆာလံကျမ်းအခန်းကြီး30အငယ်10တကိုးသည်ခိုးခြင်းတတ်ခြင်းဖြစ်စည်းခြင်းငါသာလာတတ်၏ငါမူကားသူတို့သည်အသက်လွတ်ယုံများမှာကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငါလာသည်ဆာလံကျမ်းအခန်းကြီး126အငယ်9မှ6မျက်ရည်ကျလက်မျိုးစေ့ကျဲတော်သူတို့သည်ရှင်လန်းလျက်စပားရိတ်ကြလိမ့်မည်မျက်ရည်ကျလျက်ကျဲရန်မျိုးစေ့ကိုဆောင်၍ထွက်သွားတော်သူသည်ကောက်လိုင်းများကိုဆောင်လျက်ရှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်ဟေရှာယနဂတိကျမ်းအခန်းကြီး30အငယ်23သင်သည်လမ်း၌ကျဲသောမျိုးစေ့ဖို့မိုးကိုရွာစေတော်မူလိမ့်မည်မြေအသီးနှံမှဖြစ်သောမုတ်ကိုအလွန်ကြွယ်ဝစွာပေးသနာတော်မူလိမ့်မည်ထိုအခါသင်၏သိုးနွားတို့သည်ကျဲသောအရက်၌ကျက်စားရကြလိမ့်မည်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်9သင်တို့တွင်တစုံတစ်ယောက်သောသူသည်ပညာကိုလိုလျင်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနာတော်မူသောဖျားသခင်ကိုတောင်းစေတောင်းလျင်ရလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး73အငယ်7လျက်ပေါ်ခြင်းအပြင်ဥစ္စာသည်ရော့တက်၏ကြိုးစားအထုတ်၍စီးပူတော်သူ၏ဥစ္စာမူကားပြန့်ပွားတတ်၏ကပ္ပဦးကျမ်းအခန်းကြီး73အငယ်2ထို့အခါအာဗြဟံသည်တိုးနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး1အငယ်2အချင်းချစ်သူသင်၏စိတ်နှလုံးသည်ကောင်းစားတကဲ့သို့သင်သည်အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏ဆာလံကျမ်းအခန်းကြီး144အငယ်12မှ15အကျွန်ုပ်၏သားတို့သည်အရွယ်ပြိုစင်တွင်ကြီးပွားသောပြိုးပင်ကဲ့သို့၎င်းသမီးတို့သည်ဘုံဗိမာန်နီးသူထုသောတိုက်ထောင်ကြောက်တိုင်ကဲ့သို့၎င်းဖြစ်ကြပါစေသောအကျွန်ုပ်တို့၏ဗန္နာတိုက်တို့သည်အစာအသောက်အသုံးဆောင်များနှင့်ပြည့်စုံခြင်းသူတို့သည်ပြင်အရက်၌အထောင်အတောင်မွေးဖွားခြင်း
နွားတို့သည်လည်းကြီးပွားများပြားခြင်းရှိပါစေသောအနိုင်အထက်ဝင်ခြင်းမရှိတိမ်သွားခြင်းမရှိလမ်းတို့၌ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့်ထို့သို့နေသောလူမျိုးသည်မင်္ဂလာရှိပါ၏ထာဝရဘုရားသည်အကျဉ်လူမျိုး၏ဖျားသခင်ဖြစ်၏ထိုလူမျိုးသည်မင်္ဂလာရှိပါ၏ရှင်မကုခရစ်ဝင်အခန်းကြီး30အငယ်29မှ30ယေရှုကလည်းငါအမှန်ဆိုသည်ကအကျဉ်သူသည်ငါကြောင့်၎င်းဧဝံဂေလိတရားကြောင့်၎င်းအိမ်လဲညီအကိုနှမမိဘတာမယာသည်ဟုသောတပါးပါးကိုစွန့်၏ထိုသူသည်အစတရားသောအကျိုးသည်ဟုသောယခုကာလ၌ညှင်းဆဲခြင်းနှင့်တကွာအိမ်လဲညီအကိုနှမအမိသားသမီးတို့ကို၎င်းနောင်ဘဝ၌ထာဝရအသက်ကို၎င်းခံရလက်တံရှမတ်တခရစ်ဝင်အခန်းကြီး19အငယ်26ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်သို့တော်လည်းဘုရားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်မူ၏ဖိလိပ္ပိဩဝါဒစာအခန်းကြီး4အငယ်19ငါဤဖျားသခင်သည်ဘုံအာနုဘော၌စံပေတော်မူသောစည်းစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်ဓမ္မရာဇဝင်စတုတ္ထဆောင်အခန်းကြီး4အငယ်1မှ9ပရောဖက်အမျိုးသား၏မယားတစ်ယောက်သည်ဧလိရှဲထံသို့လာ၍ကိုရော့ကျွန်ကျမ၏ခင်ပွန်းသေပါပြီကိုရော့ကျွန်သည်ထာဝရဘုရားကိုယိုသေးတော်သူဖြစ်သည်ကိုကိုရောသိတော်မူ၏ယခုမှကျွေးရှင်သည်ကျမ၏သားနှစ်ယောက်ကိုကျွန်ခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏ဧလိရှဲကလည်းသင်အဖို့အဘယ်သို့ငါပြုရမည်နည်းသင်အိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလျင်ကိုရော့ကျွန်မအိမ်၌စီအိုးတစ်လုံးမှတပါအဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသောဧလိရှဲကတွားလောအိမ်ဒီချင်းရှိသမျှတို့တွင်လက်တော်အိုးတို့ကိုငှားယူလောများစွာသောအိုးတို့ကိုငှားယူလောကိုယ်အိမ်သို့ရောက်သောအခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငှားယူသောအိုးများအထဲသို့စီကိုအပြည့်လောင်၍ထားလောဟုစီရင်သည့်အတိုင်းထိုမိန်းမသည်သွား၍သားတို့သည်အိုးများကိုယူခဲ့ပြီးမှမိန်းမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏အိုးများ၌စီပြည့်သောအခါအိုးတစ်လုံးကိုယူခဲ့အောင်ဟုသားအားဆိုလျင်အိုးလည်းမရှိပါဟုပြန်ပြောတော့စီဒီတန့်လျက်နေ၏ထိုမိန်းမသည်လာ၍ဖျားသခင်လူကိုကြားပြောလျင်သူကထိုစီကိုသွား၍ရောင်းပြီးလျင်ကျွေးကိုဆက်လောကျွင်းသောစီကိုအမိပြု၍သင်နီသားတို့သည်အသက်မွေးကြလောဟုဆို၏မလခိအနာဂတိကျမ်းအခန်းကြီး3အငယ်30ဆေဘိုးတို့ရှိသမျှကိုဘာနာတိုက်ထဲသို့တွင်၍ငါအိမ်တော်၌စားเสียရှိစေခြင်းဟာပြုကြလောငါသည်
မိုးကောင်းကင်ပတင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမိမသွန်းလောင်းမိကိုထို့သို့စုံစမ်းကြလောဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ရှင်လုကာခရစ်ဝင်အခန်းကြီး6အငယ်38သူတစ်ပါးအားပေးကြလောပေးလင်သူတစ်ပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်ယုံမြမကတိမ်နှံလျက်လှုပ်လျက်ရှံလျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျင့်ချိန်သင်ပမာဏနှင့်သင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုယ်ခံရကြမည်တရားဝဲရကျမ်းအခန်းကြီး15အငယ်1မှ2ခုနှစ်တခါလွတ်ခြင်းကိုပြုရမည်လွတ်ခြင်းတရားဟုမူကားကိုနှင့်ဆက်ဆိုင်သောသူအားဥစ္စာကိုချေငါတော်ကျွေးရှင်မိသည်ကားထိုကျွေးကိုလွတ်ရမည်ထာဝရဘုရားလွတ်ခြင်းကာလဖြစ်သောကြောင့်ထိုကျွေးကိုအိမ်နီးချင်းညီအကိုချင်း၌မတောင်းရစာလံကျမ်းအခန်းကြီး30အငယ်21မတရားသောသူသည်ချေငါ၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်တော်သူမူကားတနာတော်စိတ်ရှိ၍ပေးတတ်၏သုတ်တန်ကျမ်းအခန်းကြီး3အငယ်9မှ10တင်ဒီကိုယ်ဥစ္စာနှင့်အဦးသီးသောအသီးနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လော့သူပြုလင်တေဤစပကြီးတို့သည်ကျွဲဝါ၍စပစ်သီးနေရာတစားတို့ကိုအသစ်သောစပစ်ရည်ရှံလိမ့်မည်ဝတ်ပြုရကျမ်းအခန်းကြီး25အငယ်10 50မြောက်သောနှစ်ကိုတန်ရှင်းစေသဖြင့်တပြည်လုံး၌ပြည်သားအပေါင်းတို့အားလွတ်ရာအခွင့်ကိုကြွေးကြော်ရမည်ယူဘီလာနှစ်ဖြစ်၍လူတိုင်းမိမိပိုင်တော်မြေမိမိအဆွေအမျိုးထံသို့ပြန်ရမည်စာလံကျမ်းအခန်းကြီး23အငယ်1ထာဝရဘုရားသည်ငါ၏တိုးရင်ဖြစ်တော်မူ၏ငါသည်စင်ရဲမခံရစာလံကျမ်းအခန်းကြီး34အငယ်10ချစ်တဲ့တို့သည်စင်ရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာတော်သူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်10သူဤဖြောင့်မတ်ခြင်းသည်အစေအမြဲတည်တတ်၏ဟုလာသည်နှင့်အညီသင်တို့သည်အရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့်အစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးသဖြင့်ပြည့်စုံမိအကြောင်းအမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးသဖြင့်ပြည့်စုံစေခြင်းကဘုရားသခင်တတ်နိုင်တော်မူ၏ရှမသက်ခရစ်ဝင်အခန်းကြီး6အငယ်7သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအဖြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကဲ့သို့အကျွန်ုပ်တို့၏အဖြစ်များကိုလွတ်တော်မူပါဟေရှာယနဂတိကျမ်းအခန်းကြီး61အငယ်9သင်တို့အဆက်ကွဲခြင်းအရာ၌နှစ်ဆတော်အကျိုးကိုခံရ၍
အသေးပြက်ချင်းအရာ၌လေသူတို့အဖို့ခံစားလျက်ဝမ်းမြောက်ကြလိမ့်မည်သူတို့မြေ၌နှစ်ဆတော်အဖို့ကိုအမွေခံရ၍ထာဝရဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြလိမ့်မည်ယောဘဝတ္ထုအခန်းကြီး42အငယ်30ယောဘသည်အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ကပ္ပဦးကျမ်းအခန်းကြီး26အငယ်7မှ73တို့ပြည်၌ဣဇက်သည်မျိုးစေ့ကိုကျဲ၍တစ်နှစ်ချင်းတွင်အစတရာသောအသီးအနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏ဆာလကျမ်းအခန်းကြီး130အငယ်1မှ3ထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့၌အလွန်မွေးလျော်တော်သူသည်မင်္ဂလာရှိ၏ထိုသူ၏သားမြေးတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်ဖြောင့်မတ်တော်သူတို့၏အမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူ၏အိမ်၌စီးစိမ်ဥစ္စာကြွယ်ဝ၍သူ၏ကောင်းကျိုးသည်အစဉ်အမြဲတည်တတ်၏သုတ္တန်ကျမ်းအခန်းကြီး30အငယ်20ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစည်းစိမ်နှင့်လည်းဝမ်းနည်းခြင်းအကြောင်းကိုရောနှောတော်မမူနေဟာမိမတ်စာအခန်းကြီးကိုအငယ်21အနှစ်40ပတ်လုံးသူတို့ကိုအလင်းမစင်းရဲစေခြင်းကကြွေမွေးတော်မူ၏သူတို့အဝတ်မဟောင်းမနှွမ်းရာသူတို့ခြေသည်လည်းမပေါ်မရောင်ရာဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး7အငယ်14မှ16ဣသေလအမျိုးဤဖျားသခင်ထာဝရဘုရားမိန့်တော်မူသည်ကားထာဝရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရောရာဟုမိန်တော်မူကြောင်းကိုဆင့်ဆို၏ထိုမုတ်ဆုံးမသည်သွား၍အေလိယစကားအတိုင်းပြုသဖြင့်အေလိယနှင့်တကွာကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထာဝရဘုရားသည်အေလိယအားဖြင့်မိန်တော်မူသောစကားအတိုင်းအိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမယောယေရမိအနာဂတိကျမ်းအခန်းကြီး29အငယ်7ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီတော်အကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်တော်အကျိုးကိုရမည်အကြောင်းငြိမ်ဝှက်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏စာလံကျမ်းအခန်းကြီး84အငယ်7ထာဝရအရှင်ဘုရားသခင်သည်နေလည်းဖြစ်တော်မူ၏အကွယ်အကလည်းဖြစ်တော်မူ၏ထာဝရဘုရားသည်ကျေးဇူးတော်နှင့်
ဘုံအတီကိုပေးတော်မူ၏ဖြောင့်မတ်စွာကျင့်သောသူတို့အားကောင်းသောအရာကိုငြင်းတော်မမူရှင်မသက်ခရစ်ဝင်အခန်းကြီး7အငယ်20ရှေးဦးစွာရသောငါးကိုယူ၍ပါဇက်ကိုဖွင့်လင်တတ်တာတဲ့တပြားကိုတွေ့လိမ့်မည်ထိုငွေကိုယူ၍ငါအဖို့နှင့်တင့်အဖို့ထိုသူတို့အားပေးလောဟုမိန့်တော်မူ၏ဆာလံကျမ်းအခန်းကြီး145အငယ်15မှ16ခသိန်းသောတရဝါတို့သည်ကိုရော့ကိုမျှော်ကြည့်ကြ၍အချိန်တန်မှာသူတို့ကိုကြွေးမွေးတော်မူ၏လက်တော်ကိုဖွင့်၍အသက်ရှင်သောတရဝါအပေါင်းတို့ကိုရောက်ရဲစေတော်မူ၏ယောလနဂတိကျမ်းအခန်းကြီး2အငယ်24မှ26ကောင်းတဲ့တလင်းတို့သည်စပါးနီးပြည့်၍အသီးနှင့်ရာကျင်းတို့၌လည်းစပြည့်ရည်နီးစီရှံကြလိမ့်မည်အရာဘကြိုင်ရာလက်ကြိုင်ခါတိလကြိုင်ကာဇန်ကြိုင်သည်ဟုသောငါစေလွတ်သောငါဤမဟာဘိုးကြီးတို့ကိုက်စားသောနှစ်ပေါင်းကာလကိုငါပြန်ပေးမည်သင်တို့သည်ဝါစွာစားရကြလိမ့်မည်အံ့ဩဖွယ်သောအမှုတို့ကိုသင်တို့၌ပြုသောသင်တို့၏ဖျားသခင်ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်ထွမြောက်ရာကျမ်းအခန်းကြီး3အငယ်21မှ22ထိုလူမျိုးသည်အကတုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍သင်တို့သည်ထွက်သွားသောအခါလက်ချီမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှာတဲတော်တူ၌ငွေတစားရွှေတစားနှင့်အဝတ်တစားများကိုတောင်း၍သင်တို့သားသမီးများကိုတစားစင်စေသဖြင့်အကတုလူတို့၌ဥစ္စာကိုလူယူကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ဟေရှာယနဂတိကျမ်းအခန်းကြီး55အငယ်1မှ2အိုးရင်ငတ်တော်သူအပေါင်းတို့ယေရှိရာသို့လာကြလော့ဝေမရှိတော်သူတို့လာကြဝယ်၍စားတော့ကြငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပီးရည်နီနို့ကိုဝယ်ကြလော့အစာမဟုတ်သောအရာဖို့တိတို့ငွေကို၎င်းအမှုမပြေနိုင်သောအရာအဖို့တင်တို့ဥစ္စာကို၎င်းအဘဲကြောင့်ကုန်စေကြသည်။ငါစကားကိုစစ်စစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော့။တင်တို့၏ဝိညာဉ်သည်ချိုးသောအရာတို့၌မိမိကိုမိမိမွေ့လျော်စေလိမ့်မည်။ကပ္ပဦးကျမ်းအခန်းကြီး41အငယ်56မှ59မြေပြင်တစ်လျှောက်လုံး၌အစာခေါင်းပါသောအခါယောသက်သည်စပက်ကြီးရှိသမျှတို့ကိုဖွင့်၍အကသူလူတို့အားရောင်းလေ၏ထိုအခါအကသူပြည်၌အစဉ်အတိုင်းအစာခေါင်းပါသည်ခသိန်းသောပြည်တို့၌လည်းအလွန်အစာခေါင်းပါသောကြောင့်အတီးအတီးသောပြည်သားတို့သည်စပါးကိုဝယ်ခြင်းကအကသူပြည်ယောသက်ထံသို့လာရောက်ကြ၏ထမြောက်ရာကျမ်းအခန်းကြီး36အငယ်9မှ9မောရှေထံသို့လာ၍ထာဝရဘုရားမှားထားတော်မူသော
အလုတ်ကိုပြီးလောက်ယုံများမကပို၍ဆောင်ခဲ့ကြပါပြီဟုကြားပြောလင်မောရှေကတန်ရှင်းရဌာနတော်အဖို့လှူခြင်းကအဘယ်ယောက်ျားမိန်းမမျှထပ်မံ၍မလုံးစေနီဟုစီရင်၍တတက်လုံး၌ကြော်ညာစီသဖြင့်လူများအလှဆောင်ခြင်းအမှုကိုစီတာ၏ရခဲ့သောဥစ္စာသည်အလုရှိသမျှကိုပြီးစီးလောက်ယုံများမကပိုလျက်ရှိသည်ဝိပုယကျမ်းအခန်းကြီး26အငယ်4မှ5အချိန်တန်မှာငါဒီသင်တို့အဖို့မိုးရွာစေသဖြင့်မြေသည်မိမိဗန္တာကိုပေး၍ဥယျာဉ်အပင်တို့သည်အတီးတီးကြလိမ့်မည်စပားနှင်းနဲ့တော့အမှုသည်စပစ်တီးညှိရာကာလတိုင်အောင်၎င်းစပစ်တီးညစ်တော်အမှုသည်မျိုးစေ့ကျဲရာကာလတိုင်အောင်၎င်းမိသဖြင့်သင်တို့သည်ဝါစွာစား၍ကိုယ်ပြည်၌ဘေးလွတ်လျက်နေရကြလိမ့်မည်ဇာခရိအနာဂတိကျမ်းအခန်းကြီး8အငယ်7နဲ့ယိုးစေ့ကိုငြိမ်ဝတ်စွာကျဲရလိမ့်မည်စပစ်ပင်သည်အသီးကို၎င်းမြေသည်မိမိစီးပွားကို၎င်းမိုးကောင်းကင်သည်နှင်းရည်ကို၎င်းပေးရလိမ့်မည်ကြံကျွင်းသောဤလူတို့သည်ဤအရာအလုံးစုံတို့ကိုရတတ်စေခြင်းကငါပြုမည်ဟဂ္ဂဲအနာဂတိကျမ်းအခန်းကြီး2အငယ်8မှ9ရွှေနှိမ့်ငွေကိုငါပိုင်သည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏နောက်တည်သောဤအိမ်သည်အရင်အိမ်တော်ထက်ဘုံသာ၍ကြီးလိမ့်မည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဤအရက်၌လည်းညီသက်ခြင်းကိုငါပေးမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဆာလကျမ်းအခန်းကြီး68အငယ်19ထာဝရဘုရားသည်အစဉ်မင်္ဂလာရှိတော်မူစေတည်းငါတို့ကိုသူတို့ဘာညှင်းဆဲသောအခါဖျားသခင်ကဲ့တင်တော်မူ၏ဓမ္မရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး29အငယ်7နဲ့ဂုံအတရေနှင့်စီးစိမ်ဥစ္စာသည်ကျေးဇူးတော်ကြောင့်သာဖြစ်၏ကိုတော်သည်ခတ်သိမ်းသောသူတို့ကိုအုပ်စိုးတော်မူ၏ခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏ခတ်သိမ်းသောသူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တော်မူ၏တရားဟောရာကျမ်းအခန်းကြီး8အငယ်18သင်ဤဖျားသခင်ထာဝရဘုရားကိုသာအောက်မေ့ရမည်အကြောင်းမူကားသင်ဤဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပဋိညာဉ်တရားတော်ကိုယနေ့ကဲ့သို့တည်စေလိုတော့ငါစီစဉ်ရတတ်သောအစွမ်းတတ္တိကိုဖျားသခင်ပေးတော်မူ၏ယောဘဝတ္ထုအခန်းကြီး22အငယ်21မှ28ဖျားသခင်သည်အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လောထို့သောပြုမှာကောင်းစားခြင်းသို့ရောက်ရလိမ့်မည်နှုတ်တော်ထွက်တရားကိုခံယူ၍စကားတော်ကိုနှလုံးသွင်းပါလောအနန္တတကုရှင်ထံတော်သို့ပြန်လာလင်တိဆောက်ခြင်းရှိလိမ့်မည်တိတ်အိမ်မှဒူးစရိုက်ကိုပယ်ရှားလင်ရွှေကိုမြေမုတ်ကဲ့သို့၎င်းအော်ဖီယာရွှေကို
မျက်နှာရှိသောကြောက်စရစ်ကဲ့သို့၎င်းတူထားရလိမ့်မည်ထိုအခါအနန္တတကူရှိသည်သင်၌ရွှေရတနာသင်သုံးရသောငွေဘန္နာဖြစ်တော်မူလိမ့်မည်သင်သည်အနန္တတကူရှိ၌မွေးလျော်၍ဘုရားသခင်ကိုဖူးမြော်ရသောအခွင့်ရှိလိမ့်မည်သင်ဆုတောင်းသောအခါနားထောင်တော်မူမည်တစ္ဆာဂတိထားတဲ့အတိုင်းတစ္ဆာဝတ်ဖြေရသောအခွင့်ရှိလိမ့်မည်သင်ကြံစီသောအကြံအစီသည်ထမြောင်၍သင်သွားသောလမ်း၌ရောင်ကြည်ထွန်းလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး7အငယ်24မှ25စွန့်ကြဲတော့လေဥစ္စာတိုးပွားတတ်တော်သူရှိ၏အထောက်မတန်စုတိမ်၍ဆင်းရဲခြင်းသို့ရောက်တတ်တော်သူလည်းရှိ၏စွန့်ကြဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး28အငယ်29စင်ရဲသားတို့အားစွန့်ကြဲတော်သူသည်ကိုယ်တိုင်မစင်ရဲရာလွှဲရှောင်တော်သူမူကားများစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်ရှမတ်တကရဝေအခန်းကြီး6အငယ်33ဖျားသခင်နိုင်ငံတော်နီဖြောင့်မခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံဟေရှာယနာဂတိကျမ်းအခန်းကြီး48အငယ်19သင်ကိုရွေးနှုတ်တော်သူဣသေလအမျိုးဤတန့်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်သင်၏အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်တော်သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏စာလံကျမ်းအခန်းကြီး1အငယ်1မှ3မတရားသောသူတို့ဤတိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့ဤအစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေလျော်၍တရားတော်ကိုနှိမ့်ညမပြတ်စင်ကြင်အောင်မိတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှဆိုင်လျက်မိမိအချိန်တန်မှာအတီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်သူ၏ပြုလေသမျှတို့၌အောင်လိမ့်တည်းယောမဩဝါဒစာအခန်းကြီး8အငယ်30မိမိသားတော်ရင်ကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နေတကွာခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးပဲအဘယ်သို့နေတော်မူမည်နည်းစာလံကျမ်းအခန်းကြီး128အငယ်1မှ2ထာဝရဘုရားကိုကြောက်ရွံ့၍လံခီးတော်သို့လိုက်သွားတပြတော်သူတို့သည်မင်္ဂလာရှိကြ၏ထို့သူပြုလေသင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်ဓမ္မရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး1အငယ်17မှ12
ယားသခင်ကလည်းတင်ဒီထို့သူအောက်မေး၍စီးစိမ်ဥစ္စာဂုံအတီကိုမတောင်းရန်သူတို့ဤအသက်ကိုမတောင်းတာရှိသောအသက်ကိုလည်းမတောင်းငါခန့်ထား၍သင်အစိုးရတော်ငါဤလူမျိုးကိုတရားစီရင်ခြင်းကတတ်နိုင်သောဉာဏ်ပညာကိုသာကို့အဖို့တောင်းတော်ကြောင့်ဉာဏ်ပညာကိုငါပေး၏ထိုမှတပါတင်ရှိမှဖြစ်ပူသောရှင်ဘုရင်နှင့်တင်းနောက်၌ဖြစ်လက်တန့်သောရှင်ဘုရင်တရားမြမမီနိုင်မိအကြောင်းစီစဉ်ဥစ္စာဂုံအတရေကိုလည်းငါပေးမည်ဟုမိန့်တော်မူ၏တရားဟောရာကျမ်းအခန်းကြီး28အငယ်1မှ6တေဤဖျားသခင်ထာဝရဖျားဤစကားတော်ကိုနားထောင်လင်သင်အပေါ်မှာတက်ရောက်လက်တန့်သောကောင်းကြီးမင်္ဂလာများဟုမူကားသင်သည်မြို့၌မင်္ဂလာရှိလိမ့်မည်တော၌မင်္ဂလာရှိလိမ့်မည်သာသမီအားဖြင့်၎င်းမြေအတီးနှံအားဖြင့်၎င်းတရိษံဖွားတော်တာငယ်အားဖြင့်၎င်းတိုးနွားအစီအဖွားအားဖြင့်၎င်းမင်္ဂလာရှိလိမ့်မည်ချင်းတောင်း၌၎င်းမုံနေတော်ခွတ်၌၎င်းမင်္ဂလာရှိလိမ့်မည်မိမိအိမ်ထဲသို့ဝင်သောအခါမင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်သောအခါမင်္ဂလာရှိလိမ့်မည်ယေဇကျေလအနာဂတိကျမ်းအခန်းကြီး34အငယ်26သူတို့ကို၎င်းငါဤတောင်တော်ပတ်လည်၌ရှိသောအရက်တို့ကို၎င်းငါကောင်းကြီးပေး၍အကျိတ်တန်လင်မိုးကိုရွာစေသဖြင့်ကောင်းကြီးမိုးရေကြလိမ့်မည်ဆာလံကျမ်းအခန်းကြီး65အငယ်7နှစ်တို့ကိုကျေးဇူးတော်နှင့်ပတ်ရစ်တော်မူ၍ခြေတော်ရာတို့သည်စီဥယူတတ်ကြပါ၏ဆာလံကျမ်းအခန်းကြီး30အငယ်10တကိုးသည်ခိုခြင်းတတ်ခြင်းဖြစ်စည်းခြင်းငါသာလာတတ်၏ငါမူကားသူတို့သည်အသက်လူယုံများမှာကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငါလာသည်ဆာလံကျမ်းအခန်းကြီး126အငယ်9မှ6မျက်ရည်ကျလဲမျိုးစေ့ကျဲတော်သူတို့သည်ရှင်လန်းလျက်စပားရိတ်ကြလိမ့်မည်မျက်ရည်ကျလျက်ကျဲရန်မျိုးစေ့ကိုဆောင်၍ထွက်သွားတော်သူသည်ကောက်လိုင်းများကိုဆောင်လျက်ရှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်ဟေရှာယနဂတိကျမ်းအခန်းကြီး30အငယ်23သင်သည်လမ်း၌ကျဲသောမျိုးစေ့ဖို့မိုးကိုရွာစေတော်မူလိမ့်မည်မြေအသီးနှံမှဖြစ်သောမုတ်ကိုအလွန်ကြွယ်ဝစွာပေးသနာတော်မူလိမ့်မည်ထိုအခါသင်၏တိုးနွားတို့သည်ကျဲသောအရက်၌ကျက်စားရကြလိမ့်မည်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်9သင်တို့တွင်တစုံတစ်ယောက်သောသူသည်ပညာကိုလိုလျင်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနာတော်မူသောဖျားသခင်ကိုတောင်းစေတောင်းလင်ရလိမ့်မည်
တုတ်တန်ကျန်အခန်းကြီး73အငယ်7လျက်ပေါ်ခြင်းအပြင်ဥစ္စာသည်ရော့တက်၏ကြိုးစားအထုတ်၍စီးပူးတော်သူ၏ဥစ္စာမူကားပြန့်ပွားတတ်၏ကပ္ပဦးကျမ်းအခန်းကြီး73အငယ်2ထို့အခါအာဗြဟံသည်တိုးနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး1အငယ်2အချင်းချစ်သူသင်ဤစိတ်နှလုံးသည်ကောင်းစားတကဲ့သို့သင်ဒီအရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏စာလံကျမ်းအခန်းကြီး144အငယ်12မှ15အကျွန်ုပ်ဤသားတို့သည်အရွယ်ပြိုစင်တွင်ကြီးပွားသောပြိုးပင်ကဲ့သို့၎င်းသမီးတို့သည်ဘုံဗိမာန်နီးသူထုသောတိုက်ထောင်ကြောက်တိုင်ကဲ့သို့၎င်းဖြစ်ကြပါစေသောအကျွန်ုပ်တို့၏ဗန္နာတိုက်တို့သည်အစာအသောက်အသုံးဆောင်များနှင့်ပြည့်စုံခြင်းသူတို့သည်ပြင်အရက်၌အထောင်အတောင်မွေးဖွားခြင်းနွားတို့သည်လည်းကြီးပွားများပြားခြင်းရှိပါစေသောအနိုင်အထက်ဝင်ခြင်းမရှိတိမ်သွားခြင်းမရှိလမ်းတို့၌ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့်ထို့သို့နေသောလူမျိုးသည်မင်္ဂလာရှိပါ၏ထာဝရဘုရားသည်အကျဉ်လူမျိုး၏ဖျားသခင်ဖြစ်၏ထိုလူမျိုးသည်မင်္ဂလာရှိပါ၏ရှင်မာကုခရစ်ဝင်အခန်းကြီး10အငယ်29မှ30ယေရှုကလည်းငါအမှန်ဆိုသည်ကားအကျဉ်သူသည်ငါကြောင့်၎င်းဧဝံဂေလိတရားကြောင့်၎င်းအိမ်လဲညီအကိုနှမမိဘတာမယာသည်ဟုသောတပါးပါးကိုစွန့်၏ထိုသူသည်အစတရာသောအကျိုးသည်ဟုသောယခုကာလ၌ညှင်းဆဲခြင်းနှင့်တကွာအိမ်လဲညီအကိုနှမအမိသားသမီးတို့ကို၎င်းနောင်ဘဝ၌ထာဝရအသက်ကို၎င်းခံရလက်တံရှမတ်တခရစ်ဝင်အခန်းကြီး19အငယ်26ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်သို့တော်လည်းဖျားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်မူ၏ဖိလိပ္ပိဩဝါဒစာအခန်းကြီး4အငယ်19ငါဤဖျားသခင်သည်ဘုံအနုဘော၌စံပေတော်မူသောစည်းစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်ဓမ္မရာဇဝင်စတုတ္ထဆောင်အခန်းကြီး4အငယ်1မှ9ပရောဖက်အမျိုးသား၏မယားတစ်ယောက်သည်ဧလိရှေထံသို့လာ၍ကိုရော့ကျွန်ကျမ၏ခင်ပွန်းသေပါပြီကိုရော့ကျွန်သည်ထာဝရဘုရားကိုယိုသေးတော်သူဖြစ်သည်ကိုကိုရောသိတော်မူ၏ယခုမှကျွေးရှင်သည်ကျမ၏သားနှစ်ယောက်ကိုကျွန်ခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏ဧလိရှေကလည်းတင့်အဖို့အဘယ်သို့ငါပြုရမည်နည်းတင့်အိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလျင်ကိုရော့ကျွန်မအိမ်၌
စီအိုးတစ်လုံးမှတပါအပေဥစ္စာမြမရှိပါဟုပြောဆိုတော့အေလိရှဲကတွားလောအိမ်ဒီချင်းရှိသမျှတို့တွင်လက်တော်အိုးတို့ကိုငှားယူလောများစွာသောအိုးတို့ကိုငှားယူလောကိုယ်အိမ်သို့ရောက်သောအခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငှားယူသောအိုးများအထဲသို့စီကိုအပြည့်လောင်၍ထားလောဟုစီရင်သည့်အတိုင်းထိုမိန်းမသည်သွား၍သားတို့သည်အိုးများကိုယူခဲ့ပြီးမှမိန်းမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏အိုးများ၌စီပြည့်သောအခါအိုးတစ်လုံးကိုယူခဲ့အောင်ဟုသားအားဆိုလျင်အိုးလက်မရှိပါဟုပြန်ပြောတော့စီဒီတန့်လျက်နေ၏ထိုမိန်းမသည်လာ၍ဖျားသခင်လူကိုကြားပြောလျင်သူကထိုစီကိုသွား၍ရောင်းပြီးလျင်ကျွေးကိုဆက်လောကျွင်းသောစီကိုအမိပြူ၍သင်နီသားတို့သည်အသက်မွေးကြလောဟုဆို၏မလခိအနာဂတိကျမ်းအခန်းကြီး3အငယ်30ဆေဘိုးတို့ရှိသမျှကိုဘာနာတိုက်ထဲသို့တွင်၍ငါအိမ်တော်၌စားเสียရှိစေခြင်းဟာပြုကြလောငါသည်မိုးကောင်းကင်ပတင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမိမသွန်းလောင်းမိကိုထို့သို့စုံစမ်းကြလောဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ရှင်လုကာခရစ်ဝင်အခန်းကြီး6အငယ်38သူတစ်ပါးအားပေးကြလောပေးလင်သူတစ်ပါးသည်သင်တို့အားပေးကြလိမ့်မည်အမှန်ချင်ယုံမျှမကတိမ်နှံလျက်လှုပ်လျက်ရှံလျက်ရှိခြင်းနှင့်သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်ချိန်သင်ပမာဏနီသင်တို့သည်သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုခံရကြမည်တရားဝဲရကျမ်းအခန်းကြီး15အငယ်1မှနှင့်ခုနှစ်တခါလွတ်ခြင်းကိုပြုရမည်လွတ်ခြင်းတရားဟုမူကားကိုနှင့်ဆက်ဆိုင်သောသူအားဥစ္စာကိုချေငါတော်ကျွေးရှင်မိသည်ကားထိုကျွေးကိုလွတ်ရမည်ထာဝရဘုရားလွတ်ခြင်းကာလဖြစ်သောကြောင့်ထိုကျွေးကိုအိမ်နီးချင်းညီအကိုချင်း၌မတောင်းရစာလံကျမ်းအခန်းကြီး30အငယ်21မတရားသောသူသည်ချေငါ၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်သောသူမူကားတနာသောစိတ်ရှိ၍ပေးတတ်၏သုတ္တန်ကျမ်းအခန်းကြီး3အငယ်9မှ10သင်သည်ကိုယ်ဥစ္စာနှင့်အဦးသီးသောအသီးနှံရှိသမျှကိုထာဝရဘုရားအားပူဇော်လောသူပြုလင်သင်၏စပကြီးတို့သည်ကျွဲဝါ၍စပစ်သီးနေရာတစားတို့ကိုအသစ်သောစပစ်ရည်ရှံလိမ့်မည်ဝတ်ပြုရာကျမ်းအခန်းကြီး25အငယ်30 50မြောက်သောနှစ်ကိုတန်ရှင်းစေသဖြင့်တပြည်လုံး၌ပြည်သားအပေါင်းတို့အားလွတ်ရာအခွင့်ကိုကြွေးကြော်ရမည်ယူဘီလာနှစ်ဖြစ်၍လူတိုင်းမိမိပိုင်သောမြေမိမိအဆွေအမျိုးထံသို့ပြန်ရမည်စာလံကျမ်းအခန်းကြီး23အငယ်1ထာဝရဘုရားသည်ငါ၏သူရိန်ဖြစ်တော်မူ၏ငါသည်စင်ရဲမခံရ
ဆာလချန်အခန်းကြီး34အငယ်30ချစ်တေတို့သည်စင်းရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာတော်သူတို့၌ကောင်းသောအရာတစုံတစ်ခုမျှမလိုရာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီးကိုအငယ်8သူဤဖြောင့်မတ်ခြင်းသည်အစေအမြဲတည်တတ်၏ဟုလာသည်နှင့်အညီသင်တို့သည်အရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့်အစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးသဖြင့်ပြည့်စုံမိအကြောင်းအမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးသဖြင့်ပြည့်စုံစေခြင်းကဘုရားသခင်တတ်နိုင်တော်မူ၏ရှမတ်တကရဝေအခန်းကြီး6အငယ်7သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအဖြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါဟေရှာယနဂတိကျမ်းအခန်းကြီး61အငယ်9သင်တို့အဆက်ကွဲခြင်းအရာ၌နှစ်ဆတော်အကျိုးကိုခံရ၍အသေးပြတ်ခြင်းအရာ၌လည်းသူတို့အဖို့ခံစားလျက်ဝမ်းမြောက်ကြလိမ့်မည်သူတို့မြေ၌နှစ်ဆတော်အဖို့ကိုအမွေခံရ၍ထာဝရဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြလိမ့်မည်ယောဘဝတ္ထုအခန်းကြီး42အငယ်30ယောဘသည်အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ကပ္ပဦးကျမ်းအခန်းကြီး26အငယ်7မှ73တို့ပြည်၌ဣဇက်သည်ယိုးစေးကိုကျဲ၍တစ်နှစ်ချင်းတွင်အစတရာသောအသီးအနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏ဆာလချန်အခန်းကြီး130အငယ်1မှ3ထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့၌အလွန်မွေးလျော်တော်သူသည်မင်္ဂလာရှိ၏ထိုသူ၏သားမြေးတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်ဖြောင့်မတ်တော်သူတို့၏အမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူ၏အိမ်၌စီးစိမ်ဥစ္စာကြွယ်ဝ၍သူ၏ကောင်းကျိုးသည်အစဉ်အမြဲတည်တတ်၏သုတ္တန်ကျမ်းအခန်းကြီး30အငယ်20ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်၏ထိုစည်းစိမ်နှင့်လည်းဝမ်းနည်းခြင်းအကြောင်းကိုရောနှောတော်မမူနေဟာမိမှတ်စာအခန်းကြီးကိုအငယ်21အနှစ်40ပတ်လုံးသူတို့ကိုအလင်းမစင်းရဲစေခြင်းကကြွေမွေးတော်မူ၏သူတို့အဝဲမဟောင်းမနှွမ်းရာသူတို့ခြေသည်လည်းမပေါ်မယောင်ရာဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အငယ်14မှ16ဣသေလအမျိုးဤဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား
ထာဝရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရောရာဟုမိန်တော်မူကြောင်းကိုဆင့်ဆို၏ထိုမုံဆုံးမသည်သွား၍အေလိယစကားအတိုင်းပြုသဖြင့်အေလိယနှင့်တကွာကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထာဝရဘုရားသည်အေလိယအားဖြင့်မိန်တော်မူသောစကားအတိုင်းအိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမရောယေရမိအနာဂတိကျမ်းအခန်းကြီး29အငယ်7ထာဝရဘုရားမိန်တော်မူသည်ကားငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲသင်တို့သည်မျှော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝှက်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏စာလံကျမ်းအခန်းကြီး84အငယ်7ထာဝရအရှင်ဘုရားသခင်သည်နေလည်းဖြစ်တော်မူ၏အကွယ်အကလည်းဖြစ်တော်မူ၏ထာဝရဘုရားသည်ကျေးဇူးတော်နှင့်ဘုန်းအသီးကိုပေးတော်မူ၏ဖြောင့်မတ်စွာကျင့်သောသူတို့အားကောင်းသောအရာကိုငြင်းတော်မမူရှမတ်တဲ့ခရဝေအခန်းကြီး7အငယ်29ရှေးဦးစွာရသောငါးကိုယူ၍ပါဇက်ကိုဖွင့်လင်တတ်တာတဲ့တပြားကိုတွေ့လိမ့်မည်ထိုငွေကိုယူ၍ငါအဖို့နေသင်အဖို့တို့သူတို့အားပေးလောဟုမိန့်တော်မူ၏စာလံကျမ်းအခန်းကြီး145အငယ်15မှ16ခသိန်းသောတရဝါတို့သည်ကိုရော့ကိုမျှော်ကြည့်ကြ၍အချိန်တန်မှာသူတို့ကိုကြွေးမွေးတော်မူ၏လက်တော်ကိုဖွင့်၍အသက်ရှင်သောတရဝါအပေါင်းတို့ကိုရောက်ရဲစေတော်မူ၏ယောလအနာဂတိကျမ်းအခန်းကြီး2အငယ်24မှ26ကောက်နယ်တလင်းတို့သည်စပါးဤပြည့်၍အသီးနေရာကျင်းတို့၌လည်းစပြည့်ရည်ဤစီရှံကြလိမ့်မည်အရာဘကြိုင်ရာလက်ကြိုင်ခါတီလာကြိုင်ကာဇန်ကြိုင်သည်ဟုသောငါစေလွတ်သောငါဤမဟာဘိုးကြီးတို့ကိုက်စားသောနှစ်ပေါင်းကာလကိုငါပြန်ပေးမည်သင်တို့သည်ဝါစွာစားရကြလိမ့်မည်အံ့ဩဖွယ်သောအမှုတို့ကိုသင်တို့၌ပြုသောသင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်ထွမြောက်ရာကျမ်းအခန်းကြီး3အငယ်21မှ22ထိုလူမျိုးသည်အကတုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍သင်တို့သည်ထွက်သွားသောအခါလက်ချီမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှာတဲတော်တူ၌ငွေတစားရွှေတစားနှင့်အဝတ်တစားများကိုတောင်း၍သင်တို့သားသမီးများကိုတစားစင်စေသဖြင့်အကတုလူတို့၌ဥစ္စာကိုလူယူကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ဟေရှာယနဂတိကျမ်းအခန်းကြီး55အငယ်1မှ2အိုးရင်ငတ်တော်သူအပေါင်းတို့ယေရှိရာသို့လာကြလော
ငွေမရှိတော့သူတို့လာကြဝယ်၍စားတော့ကြငွေမပါပဲအဖိုးကိုမပေးပဲလာ၍စပီးရည်နီနို့ကိုဝယ်ကြလောအစာမဟုတ်တော့အရာဖို့တိတ်တို့ငွေကို၎င်းအမှုမပြေနိုင်သောအရာအဖို့တင်တို့ဥစ္စာကို၎င်းအဘဲကြောင့်ကုန်စေကြသည်။ငါစကားကိုစစ်စစ်နားထောင်လျက်ကောင်းသောအစာကိုစားကြလော။တင်တို့၏ဝိညာဉ်သည်ချိုးသောအရာတို့၌မိမိကိုမိမိမွေ့လျော်စေလိမ့်မည်။ကပ္ပဦးကျမ်းအခန်းကြီး41အငယ်56မှ59မြေပြင်တစ်လျှောက်လုံး၌အစာခေါင်းပါသောအခါယောသက်သည်စပက်ကြီးရှိသမျှတို့ကိုဖွင့်၍အကဒူလူတို့အားရောင်းလေ၏ထိုအခါအကဒူပြည်၌အစဉ်အတိုင်းအစာခေါင်းပါသည်ခသိန်းသောပြည်တို့၌လည်းအလွန်အစာခေါင်းပါသောကြောင့်အတီးအတီးတော်ပြည်သားတို့သည်စပါးကိုဝဲခြင်းကအကဒူပြည်ယောသက်ထံသို့လာရောက်ကြ၏ထမြောက်ရာကျမ်းအခန်းကြီး36အငယ်9မှ9မောရှေထံသို့လာ၍ထာဝရဘုရားမှားထားတော်မူသောအလုတ်ကိုပြီးလောက်ယုံများမကားပို၍ဆောင်ခဲ့ကြပါပြီဟုကြားပြောလင်မောရှေကတန်ရှင်းရာဌာနတော်အဖို့လှူခြင်းကအဘယ်ယောက်ျားမိန်းမမျှထပ်မံ၍မလုံးစေနီဟုစီရင်၍တတက်လုံး၌ကြော်ညာစီသဖြင့်လူများအလှဆောင်ခြင်းအမှုကိုစီတာ၏ရခဲ့သောဥစ္စာသည်အလုရှိသမျှကိုပြီးစီးလောက်ယုံများမကားပိုလျက်ရှိသည်ဝိပုယကျမ်းအခန်းကြီး26အငယ်4မှ5အချိန်တန်မှာငါဒီသင်တို့အဖို့မိုးရွာစေသဖြင့်မြေသည်မိမိဗန္တာကိုပေး၍ဥယျာဉ်အပင်တို့သည်အတီးတီးကြလိမ့်မည်စပားနှင်းနဲ့တော့အမှုသည်စပစ်တီညှိရာကာလတိုင်အောင်၎င်းစပစ်တီညှစ်တော်အမှုသည်မျိုးစေ့ကျဲရာကာလတိုင်အောင်၎င်းမိသဖြင့်သင်တို့သည်ဝါစွာစား၍ကိုယ်ပြည်၌ဘေးလွတ်လျက်နေရကြလိမ့်မည်ဇာဂရိအနာဂတိကျမ်းအခန်းကြီး8အငယ်7ရိုးစေ့ကိုငြိမ်ဝတ်စွာကျဲရလိမ့်မည်စပစ်ပင်သည်အသီးကို၎င်းမြေသည်မိမိစီးပွားကို၎င်းမိုးကောင်းကင်သည်နှင်းရည်ကို၎င်းပေးရလိမ့်မည်ကြံကျွင်းသောဤလူတို့သည်ဤအရာအလုံးစုံတို့ကိုရတတ်စေခြင်းကငါပြုမည်ဟဂ္ဂဲအနာဂတိကျမ်းအခန်းကြီး2အငယ်8မှ9ရွှေနှိမ့်ငွေကိုငါပိုင်သည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏နောက်တည်တော်ဤအိမ်သည်အရင်အိမ်တော်ထက်ဘုံသာ၍ကြီးလိမ့်မည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဤအရက်၌လည်းညီသက်ခြင်းကိုငါပေးမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ဆာလံကျမ်းအခန်းကြီး68အငယ်19ထာဝရဘုရားသည်အစဉ်မင်္ဂလာရှိတော်မူစေတည်းငါတို့ကိုသူတို့ဘာညှင်းဆဲသောအခါဖျားသခင်ကဲ့တင်တော်မူ၏ဓမ္မရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး29အငယ်7
ဂုံအတရေနှင့်စီးစိမ်ဥစ္စာသည်ကျေးဇူးတော်ကြောင့်သာဖြစ်၏ကိုတော်သည်ခတ်သိမ်းသောသူတို့ကိုအုပ်ဆိုးတော်မူ၏ခွန်အားအစွမ်းတတိကိုပေးပိုင်တော်မူ၏ခတ်သိမ်းသောသူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တော်မူ၏တရားဟောရကျမ်းအခန်းကြီး8အငယ်18တေဤဖျားသခင်ထာဝရဘုရားကိုသာအောက်မေ့ရမည်အကြောင်းမူကားတေဤဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပရိညင်တရားတော်ကိုယနေ့ကဲ့သို့တည်စေလိုတော်ငါစီစဉ်ရတတ်သောအစွမ်းတတ္တိကိုဘုရားသခင်ပေးတော်မူ၏ယောဘဝတ္ထုအခန်းကြီး22အငယ်21မှ28ဘုရားသခင်သည်အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လောထို့ပြုမှာကောင်းစားခြင်းသို့ရောက်ရလိမ့်မည်နှုတ်တော်ထွက်တရားကိုခံယူ၍စကားတော်ကိုနှလုံးသွင်းပါလောအနန္တတကုရှင်ထံတော်သို့ပြန်လာလင်တိဆောက်ခြင်းရှိလိမ့်မည်တိတ်အိမ်မှဒူးစရိုက်ကိုပယ်ရှားလင်ရွှေကိုမြေမုတ်ကဲ့သို့၎င်းအော်ဖီယာရွှေကိုမြင့်၌ရှိသောကြောက်စရစ်ကဲ့သို့၎င်းတူထားရလိမ့်မည်ထိုအခါအနန္တတကုရှိသည်သင်၌ရွှေရတနာသင်သုံးရတော့ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်သင်သည်အနန္တတကုရှိ၌မွေးလျော်၍ဘုရားသခင်ကိုဖူးမြော်ရတော့အခွင့်ရှိလိမ့်မည်သင်ဆုတောင်းသောအခါနားထောင်တော်မူမည်တစ္ဆာဂတိထားတဲ့အတိုင်းတစ္ဆာဝတ်ဖြေရတော့အခွင့်ရှိလိမ့်မည်သင်ကြံစီသောအကြံစီသည်ထမြောင်၍သင်သွားသောလမ်း၌ရောင်ကြီးထွန်းလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး7အငယ်24မှ25စွန့်ကြဲတော့လေဥစ္စာတိုးပွားတတ်တော်သူရှိ၏အထောက်မတန်စုတိမ်၍ဆင်းရဲခြင်းသို့ရောက်တတ်တော်သူလည်းရှိ၏စွန့်ကြဲတတ်တော်သူသည်ကြွယ်ဝလိမ့်မည်သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး28အငယ်29စင်ရဲသားတို့အားစွန့်ကြဲတော်သူသည်ကိုယ်တိုင်မစင်ရဲရာလွှဲရှောင်တော်သူမူကားများစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်ရှမတ်တကရဝေအခန်းကြီး6အငယ်33ဖျားတကိနိုင်ငံတော်နီဖြောင်းမခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံဟေရှာယအနာဂတိကျမ်းအခန်းကြီး48အငယ်19တင့်ကိုရွေးနှုတ်တော်သူဣသေလအမျိုးဤတန့်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်သင်၏အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍တင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်တော်သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏စာလံကျမ်းအခန်းကြီး1အငယ်1မှ3မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌
မွေလျော်၍တရားတော်ကိုနေညမပြတ်စင်ကြင်အောင်မိတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နာမှဆိုင်လျက်မိမိအချိန်တန်မှာအတီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်သူ၏ပြုလေသမျှတို့၌အောင်လိမ့်တည်းယောမဩဝါဒစာအခန်းကြီး8အငယ်30မိမိသားတော်ရင်ကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နေတကွာခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးပဲအဘယ်သို့နေတော်မူမည်နည်းစာလံကျမ်းအခန်းကြီး128အငယ်1မှ2ထာဝရဘုရားကိုကြောက်ရွံ့၍လံခီးတော်သို့လိုက်သွားတပြတော်သူတို့သည်မင်္ဂလာရှိကြ၏ထို့သူပြုလေသင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်ဓမ္မရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး1အငယ်17မှ12ဘုရားသခင်ကလည်းသင်သည်ထို့သို့အောက်မေ့၍စီးစိမ်ဥစ္စာဂုံအတီကိုမတောင်းရန်သူတို့၏အသက်ကိုမတောင်းတာရှည်သောအသက်ကိုလည်းမတောင်းငါခန့်ထား၍သင်အစိုးရတော်ငါ၏လူမျိုးကိုတရားစီရင်ခြင်းကတတ်နိုင်သောဉာဏ်ပညာကိုသာကို့အဖို့တောင်းတော်ကြောင့်ဉာဏ်ပညာကိုငါပေး၏ထိုမှတပါတင်ရှိမှဖြစ်ပူသောရှင်ဘုရင်နီးတင်းနောက်၌ဖြစ်လက်တန်သောရှင်ဘုရင်တရားမြမမီနိုင်မိအကြောင်းစီစဉ်ဥစ္စာဂုံအတရေကိုလည်းငါပေးမည်ဟုမိန့်တော်မူ၏